ဆုံးမဒါကြောင့်မို့ဖယားသာသနာတော်ကိုတကယ်ကိုချစ်တယ်တကယ်ကိုတန်ဖိုးထားတယ်ဆိုရင်ဗုဒ္ဓရဲ့အဆုံးအမကိုလေးစားလိုက်နာဖို့မလိုဘူးလားလို့လို့တယ်ဒါကြောင့်ဗုဒ္ဓကတက္ကကြီးတို့တက္ကမကြီးတို့ဦးစင်းတို့ကိုဗုဒ္ဓအဖြစ်စဉ်ဆုံးစန္ဒဟာသူကိုယ်တိုင်လေးတင်ကြီးကဘာတသိန်းလို့ပါရမီတော်တွေဖြည့်ကျင့်ခဲ့ရတယ်ပါရမီတော်တွေဖြည့်ကျင့်ခဲ့ရတဲ့အခါမှာလွယ်လွယ်ကူကူနဲ့ဖြည့်ကျင့်ခဲ့ရတာမဟုတ်ဘူးဟုတ်တယ်မလားအေးဘဝပေါင်းများစွာပြောရမယ်ဆိုလေးအသင်ချင်းနဲ့ကဘာတသိန်းကာလပန်းလုံးဦးဇင်းတို့ဗုဒ္ဓဟာအသွေးတော်ပေါင်းအနန္တအသားတော်ပေါင်းအနန္တမျက်လုံးတော်ပေါင်းအနန္တအသွေးတော်အနန္တအသားတော်အနန္တဥကောင်းတော်အနန္တမျက်လုံးတော်အနန္တအဲ့ဒီလိုမျိုးစွန့်လွတ်ပေးဆက်ပြီးမှဒီသာသနာတော်ကြီးကိုဟုတ်လားတီထောင်တော်မူခဲ့ရတာအားလုံးမသိဘူးလားသိလားဒါကြောင့်ဒီသာသနာတစ်ခုပေါ်ပေါက်ဖို့လွယ်ကူသလားလို့မေးရင်မလွယ်ကူဘူးเนาะအမတန်ခက်ခဲတယ်အမတန်ခက်ခဲလွန်လာတယ်ဒါကြောင့်မို့ဗုဒ္ဓမြတ်စွာအဲ့ဒီလိုလေးတင်ကြီးကမာတလိန်စွန့်လွတ်ခဲ့ပြီးမှเนาะပါရမီတော်တွေဖြည့်ပြီးမှဒီသာသနာတစ်ခုကိုတီထောင်ခဲ့ရတာပါလားဒါကြောင့်ဗုဒ္ဓဟောကြားတဲ့ဓမ္မနဲ့ဝိနည်းเนาะပိဋကတ်၃ပုံဓမ္မဝိနည်းအကျဉ်းချုပ်လိုက်ရင်ဒါပြောမှဆိုမဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးကိုအစီနဲ့ထပ်ထုတ်ရင်သီလသမာဓိပညာဒီသီလသမာဓိပညာကိုငါတို့တွေကကိုယ်တိုင်လဲလိုက်နာကျင့်သုံးမှသူတစ်ပါးတွေကိုလည်းလိုက်နာကျင့်သုံးနိုင်အောင်ဟောပြောတိုက်တွန်းမှတို့တွေကဗုဒ္ဓလိုတော်ကြသာသနာပြုပုဂ္ဂိုလ်လို့ခေါ်ပါတယ်နားလည်လားဗျာဒါကြောင့်တက္ကကြီးတို့တက္ကမကြီးတို့ဦးစင်းတို့အားလုံးဟာယဟန်ဆိုရင်ယဟန်တို့နဲ့ထိုက်တန်တဲ့ဗုဒ္ဓဆုံးမခဲ့တဲ့ဝိနည်းကျင့်ဝတ်တွေရှိတယ်နော်သီလလို့ခေါ်တယ်ပေါ့ယဟန်ဘွားမှာသီလတွေကိုချစ်မှဝိနည်းတွေကိုလေးစားလိုက်နာမှဘုရားရှင်ကိုချစ်ရရောက်တယ်သာသနာတော်ကိုချစ်ရရောက်တယ်ဟုတ်တယ်မလားတက္ကကြီးတို့တက္ကမကြီးတို့ဘွားမှာလည်းပဲဗုဒ္ဓဆုံးမခဲ့တဲ့လူဆိုရင်လူကျင့်ဝတ်အခု၅ပါးသီလမဟုတ်ဘူးလားဒီ၅ပါးသီလလေးတွေကိုမိမိတို့ခါမှာဝတ်ထားတဲ့ပစိုးကဲ့သို့နော်မြဲမြန်လေးနော်တကယ်ကိုတန်ဖိုးထားတတိတရားထားပြီးတော့စောက်တီမှထိမ့်သိမ့်မှစောက်ရှောက်မှဒါဘုရားရှင်ကိုချစ်ရရောက်တယ်သာသနာတော်ကိုချစ်ရရောက်တယ်သီလကိုမချစ်တဲ့ပုဂ္ဂိုလ်ဟာသာသနာတော်ကိုချစ်ရမရောက်ဘူးဘုရားရှင်ကိုလည်းချစ်ရမရောက်ဘူးဒါကြောင့်တက္ကကြီးတို့မကြီးတို့သာသနာတော်ကိုတကယ်ချစ်တယ်ဆိုရင်သီလကိုချစ်ဖို့မလိုဘူးလားသီလကိုချစ်ရမယ်ဟုတ်တယ်မလားဒီထက်တစ်ဆင့်မြင့်မယ်ဆိုရင်သမာဓိဘုရားဟောတဲ့သမာဓိတရားတွေကိုချစ်ရမယ်ဟုတ်ပြီလားဒီတဲ့အစဉ်မြင့်ခြင်းပညာတရားတွေကိုချစ်ရမယ်ဟုတ်ပြီလားဒီလိုသီလတရားတွေကိုချစ်တယ်ဆိုရင်တက္ကကြီးတို့မကြီးတို့အခုသီလဖြည့်ကျင့်နေတယ်မဟုတ်ဘူးလားသီလတွေဖြည့်ကျင့်နေတယ်၅ပါးသီလကျင့်တယ်ဒီတက်တစ်ဆင့်တက်တော့မယ်သမာဓိပညာဟောသမာဓိကိုတစ်ခုခုအားထုတ်ရတော့မှာပေါ့ဒီဆိုတက္ကကြီးတို့မကြီးတို့ကမ္မထန်40ရှိတယ်မိမိတို့ကြိုက်တဲ့ကမ္မထန်ပွားလို့ရတယ်မေတ္တာပွားလို့ရတယ်အာနာပါနာတွေရှုလို့ရတယ်ဓကမ္မထန်တွေရှုလို့ရတယ်ဗုဒ္ဓဂုဏ်တော်တွေပွားလို့ရတယ်မရဘူးလားရလားဦးစင်းကအချိန်မရတော့ကမကြီးတို့ဖရာဂုဏ်တော်လေးပွားဖို့တိုက်တွန်းပေးခြင်းတယ်ဘာဂုဏ်တော်လေးပွားစေခြင်းလဲဗုဒ္ဓဂုဏ်တော်ပွားတာသိကောင်းတယ်ဗုဒ္ဓနုတ္တိန်ဘာဝေဟိဘာဝနာနာမနုတရံတဲ့နော်ဘာဝနာတို့တွေအမျက်ဆုံးဖြစ်တဲ့ဗုဒ္ဓနုတ္တိကမ္မထံကိုပွားများဖို့ဦးစင်းကတိုက်တွန်းတယ်ဘာဖြစ်လို့လဲဆိုတော့တက္ကကြီးတို့တက္ကမကြီးတို့ကတာရည်သမီးရည်စီဝါရည်တွေလုပ်နေရတယ်ဟုတ်လားအဲ့လိုလုပ်ရင်းနဲ့သာသနာပြုတွေကိုသာသနာပြုအလုပ်တွေဝိုင်းဝန်းပြီးအားပေးချီးမြှောက်နေရတော့ဦးစင်းတို့သာသနာဝန်ထမ်းရှင်ရန်တွေကိုကမ္မထန်ကျင့်စဉ်ကြီးကိုတနေကုန်အားထုတ်ဖို့လည်းအချိန်မရနိုင်ကြဘူးเนาะဒါကြောင့်မို့အလုပ်လုပ်ရင်းစီဝါရေးလုပ်ရင်းနဲ့ပဲကုသိုလ်တရားတွေတိုးပွားအောင်เนาะတဏှာပြစိတ်တွေအေးချမ်းအောင်စိတ်တွေငြိမ်းချမ်းလာအောင်ဗုဒ္ဓဂုဏ်တော်တွေပွားပေးဖို့တိုက်တွန်းတယ်ဟုတ်ပြီလားကဲလိုက်ဆိုအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအဲ့ဒီလိုတရားကြီးတို့မှတေချာပွားပေးပါနော်ဗုဒ္ဓဂုဏ်တော်အမြဲတမ်းစိတ်ထဲမှာပွားပေးပါသွားရင်လည်းပွားဆိုင်ကယ်မောင်းလည်းပွားစပိန်နေလည်းပွားလမ်းသွားလည်းပွားလဲဆိုင်လည်းပွားစိုက်ပြူရေးဘာပဲစိုက်အလုတ်လုတ်တိုင်းပွားလို့မရဘူးလားရလားဈေးရောင်းလည်းပွားလို့မရဘူးလားတေချာပွားပါအာစိတ်နှကအားကောင်းအောင်လုပ်ပါနော်အလေးကျအားကြီးပြီးဆိုရင်အဲ့ဒါမိမိတို့အတွက်ပြစ္ဆုတ်ပံမှာလည်းကြီးပွားကြောင်းနော်ပြစ္ဆုတ်ပံမှာလည်းစိတ်တွေငြိမ်းချမ်းတဲ့အတွက်
ဒါကိုဘဝအတွက်ကြီးပွားတိုးတက်သွားပြီနော်တန်တရာအတွက်လည်းပြောစရာမရှိဘူးမိမိတို့အခုလိုဖခင်ရဲ့အဆုံးအမဖြစ်တဲ့တီလာကိုချစ်မြတ်နိုးမယ်အားလုံးပေါ်မှာမေတ္တာထားတယ်ဖခင်ကုံတော်ပွားနေမယ်ဆိုရင်နောက်ဆုံးမိမိတို့တည်ခံဒီအချိန်ဆိုတာလူတိုင်းရောက်မလားမရောက်ဘူးလားရောက်လာဘယ်လိုပဲတည်တည်ဗုဒ္ဓဂုံတော်ကိုထုံမှန်းထားပြီးတော့ကိုချင်းတီလာရှိပြီးအားလုံးပေါ်မှာမေတ္တာရှိတဲ့ပုဂ္ဂိုလ်တွေဟာတည်လို့ရှိရင်အပယ်ပိတ်သွားတာပဲဟုတ်ပြီလားတည်ခံဒီအချိန်မှာတော့နှလုံးသွင်းပို့ပြီးမှန်ကန်အောင်ဘယ်လိုနှလုံးသွင်းလိုက်ရမယ်ဆိုရင်မိမိတို့တည်ခံဒီအချိန်ရောက်လာပြီဆိုရင်ရုပ်တရားတအားပို့ပြီးတော့ဖောက်ပြန်လာတယ်နော်ရုပ်တရားကြီးတအားဖောက်ပြန်လွန်းရင်အဲ့ဒီမှာနာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်ပေါ်လာတာပဲနောက်စိတ်ကနေပြီးတော့သိနေတဲ့သဘောပဲရှိမှာပါဟုတ်ပြီလားအဲ့ဒီရုပ်တရားကြီးဖောက်ပြန်တာကိုပဲကင်ဆာယောဂါတို့စီဂျိုယောဂါသွေးတိုးယောဂါတို့နှလုံးယောဂါတို့စသည်နာမည်အမျိုးမျိုးတက်နေကြတာပါတကယ်တော့ရုပ်တရားကြီးဘာဖြစ်နေတာလဲဖောက်ပြန်နေတာရုပ်တရားကြီးဖောက်ပြန်နေတော့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်နေတာပဲနောက်စိတ်ကနေသိနေတာပဲရှိတယ်ဟုတ်ပြီလားလူရင်ချုပ်လိုက်ရင်ရုပ်ဖောက်ပြန်တဲ့နာမ်ဖောက်ပြန်တာပါပဲရုပ်နာမ်တွေဖြစ်ပြီးတော့ပြန်နေတာပဲလို့နှလုံးသွင်းလိုက်ရမယ်ဟုတ်ပြီလားငါမဟုတ်ဘူး तू မဟုတ်ဘူးငါအမေမဟုတ်ဘူးငါအဖေမဟုတ်ဘူးစသည်ဖြစ်ပေါ့နော်ဒါမျိုးကဦးဇင်းတို့နှလုံးသွင်းတဲ့သဘောနဲ့ပေါ့နော်ဒီလိုမျိုးနှလုံးသွင်းတဲ့သဘောဖြစ်ငါသေးလားမဟုတ်ဘူးငါအမေသေးတာမဟုတ်ဘူးစသည်ဖြင့်နှလုံးသွင်းမှာရုပ်တရားနံတရားတွေဘာဖြစ်နေလဲဖောက်ပြန်နေတယ်ရုပ်တရားကြီးဖောက်ပြန်နေတယ်ဒုက္ခဝေဒနာဖြစ်နေတယ်နောက်စိတ်ကနေတတိထားတော့ပြန်မသိရဘူးလားသိနေရအဲ့လိုလေးတော့သဘောပေါက်တယ်မဟုတ်ဘူးလားဒါပဲရှိပါတယ်ဘာမှမရှိဘူးအလုံးချုပ်လိုက်ဒုံရင်ချုပ်ရင်ရုပ်တရားကြီးဖောက်ပြန်နေတယ်နံတရားကြီးသိနေတယ်ဒါပဲအဲ့ဒီပေါ်မှာနောက်ဆုံးဒါနှလုံးမသွင်းဘဲနဲ့ယုံနံနေဖြစ်ပြနေတာတော့သိပြီးရင်ကိုယ့်ရဲ့မူလကမ္မထံဗုဒ္ဓနုတ္တိကိုပြန်ပြီးပွားနေရမယ်နားလည်လားဦးဇင်းပြောတာအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအမြဲတမ်းပဲနှလုံးသားမှာထုံဝန်းနေမယ်ဘာမှမလို့အယံလွယ်ကူတယ်နော်ကိုယ်စိတ်ကတတ္တတရားလေးရှိုံနဲ့ပြီးတယ်သဘောပေါက်လားဦးဇင်းပြောတာအဲ့လိုပွားနေမယ်ဆိုမိမိတို့အချိန်မီဘလို့ပုံစံနဲ့ပဲတည်ခံဒီအချိန်မှာဒီဗုဒ္ဓနုတ္တိတတိကြီးကဝင်လာမှာပဲဝင်လာရင်ဗုဒ္ဓဂုဏ်တော်အာယုံပြုတ်နေမှာနော်ဟိုနာယုတ်တရားကြီးဖောက်ပြန်နေမယ်နာကျင်ခြင်းဒုက္ခဝေဒနာဖြစ်နေတယ်ဒါကိုလည်းနှလုံးသွင်းပြီးတာနဲ့ပြီးယုံနံနေပဲဖြစ်ပြီးပြတ်နေတယ်ပြီးရင်ဘုရားကုံတော်လေးပဲပြန်ပြီးပွားရင်လည်းမိမိတို့စုတိစိတ်ကြသွားတာနဲ့ကိုအပေအပိတ်ပြီးသားဖြစ်တယ်ဟုတ်ပြီလားဒါတော့ဦးဇင်းဒီနေ့ပြောချင်တဲ့တက္ကကြီးတို့မကြီးတို့တတိပေးတဲ့အနေနဲ့ပြောလိုက်တာပါဩဝါဒအနေနဲ့လည်းမဟုတ်ပါဘူးเนาะဒါကိုတက္ကကြီးတို့မကြီးတို့လက်ကင်ထားနိုင်မယ်ဆိုရင်မိမိတို့ဘဝမှာဗုဒ္ဓရဲ့အဆုံးအမကိုလည်းလိုက်နာရရောက်တယ်ကိုယ့်ဘဝအတွက်လည်းအပေပိတ်ဖို့တည်ကြတဲ့နိလန်တစ်ခုပဲလို့အဲ့လိုမှတ်သားစေချင်ပါတယ်ဟုတ်ပြီလားဒါကြောင့်လူရင်ချုံလိုက်ရင်ဗုဒ္ဓမြတ်စွာသာသနာတော်ဟာတွေ့ကြုံဖို့မလွယ်ပါဘူးအမတန်ခက်ခဲပါတယ်ဒါကြောင့်သာသနာတော်ကိုချစ်တယ်နော်သာသနာတော်ကိုတကယ်ချစ်တယ်ဖယားရှင်ကိုတကယ်ချစ်တယ်ဆိုရင်တီလာအဆုံးအမကိုချစ်ဖို့မလိုဘူးလားတမာရီပညာအဆုံးအမတွေချစ်ဖို့မလိုဘူးလားဒါကြောင့်တက္ကကြီးတော်မှာသာသနာပြုချင်တယ်ဆိုရင်ကိုယ်တိုင်ဗုဒ္ဓရဲ့အဆုံးအမတွေကိုလိုက်နာကြပါပြီးလို့ရှိရင်အများဝေနေတွေလိုက်နာနိုင်အောင်လဲစွမ်းနိုင်သလောက်အာပိချီမြောက်ဟောပြောတိုက်တွန်းခြင်းဖြင့်ဗုဒ္ဓလူတော်ကြသာသနာပြုနိုင်ကြကုန်သောသာသနာပြုပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်ကြီးများဖြစ်နိုင်ကြပါစေကုန်သတည်း